ကဘာပေါ်မှာလူရန်နီးပဲဘီယာတောက်ကြပင်မဲ့ဒီရိုးရှင်းတဲ့ဘီယာပလင်းရဲ့နောက်ွယ်ကအကြောင်းကိုသိပြီးတော့တောက်တဲ့လူကလက်ချွေးလို့ရပါတယ်တကယ်ကိုရတာရှိရဲ့ဘီယာတစ်ခွက်ရဲ့နောက်ွယ်မှာတမိုင်းတွေထူးခြားရဲ့ပြုလုပ်ပုံနီးလန်းတွေနဲ့ဘီယာမျိုးစားပေါင်းစုံနမီကျော်ဘီယာဝဲနေစိတ်ဝင်စားစရာအကြောင်းများစွာဖုံးလွှမ်းနေပါတယ်ကျွန်တော်ဘီယာပလင်းကိုကင်ပြီးတမိုင်းကိုပြန်ကြည့်မယ်ဆိုရင်ဘီယာလူသားတွေနဲ့အတူပေါ်ပေါက်ခဲ့တဲ့ကမ္ဘာအစောဆုံးအရက်တစ်မျိုးဆိုတာသိသိပါလားဘီယာကဘယ်ကနေစားပြီးဒီနေ့ထိဘယ်လိုတိုးတက်ပြောင်းလဲလာခဲ့တယ်ဆိုတော့ကျွန်တော်ကဒီဗီဒီယိုလေးတွေမှာကျွန်တော်ကြည့်လောက်ပြောပြတော့မှာဖြစ်ပါတယ်ဘီယာဟာကမ္ဘာပေါ်မှာလူကြိုက်အများဆုံးရေမကတစ်ခုဖြစ်ပြီးရေနဲ့လက်ဖက်ရည်ပြီးရင်တတိယမြောက်လူတောက်အများဆုံးတောက်ချရာတစ်ခုဖြစ်ပါတယ်ဘီယာကလွန်ခဲ့တဲ့နှစ်ပေါင်းထောင်ပေါင်းများစွာကလေးကစတင်ပေါ်ပေါက်လာခဲ့တာပါဘီယာဘယ်ကနေစလဲဆိုရင်တိကျတဲ့အဆောက်ဘယ်သူမှမပြောနိုင်ပေမဲ့ကမ္ဘာအစောဆုံးအရက်ဖြစ်တဲ့ဘီယာကိုမက်စတိုပိုတေးမီးယားယခုခေတ်အီရတ်နိုင်ငံကစတင်ခဲ့တယ်လို့ယူဆလို့ရပါတယ်လွန်ခဲ့တဲ့နှစ်4000ကျော်ကဆူမီရီယန်တွေကပထမအဆုံးဘီယာကိုဖော်ဆက်ခဲ့ကြပြီးတော့သူတို့ရဲ့နင်ကာကြီးတို့ချင်းမွန်းချင်းလို့ခေါ်တဲ့ကပြားမှာဘီယာဖော်ဆက်နေ recipe ကိုမှတ်တမ်းတင်ခဲ့ပါတယ်ကမ္ဘာအစောဆုံးဘီယာကောက်နံဂျုံရင်းနဲ့တော်ရိုင်းစီ with yeast တွေကိုရောပြီးတော့လူသားတွေပြုလုပ်တာမဟုတ်ဘဲနဲ့တဘောအတိုင်းအချင်းဖောက်ပြီးတော့ဖြစ်လာခဲ့တာပါနောက်ပိုင်းရှင်းအောင်အချင်းမှာတော့ဘီယာဟာနေ့စဉ်အစားအစာအလုပ်သမားတွေရဲ့လားစာနဲ့နှက်ကြောင်းလူတန်းချင်းတွေအတွက်အရေးကြီးတဲ့အစိပ်ပိုင်းတစ်ခုဖြစ်လာခဲ့ပါတယ်ဘီယာလူနဲ့ပဲတပိုင်းမှာရှင်းအောင်ရင်းမှုတစ်ခုအဖြစ်နဲ့စတင်ခဲ့ပါတယ်အလေးခေတ်မှာဘီယာရေတက်တောင်ပိုးတုံကြုံပြီးလူသားတွေရဲ့နေ့စဉ်ဘဝအတွက်မရှိမဖြစ်အရာတစ်ခုဖြစ်လာခဲ့ပါတယ်။ဥရောပမှာဖုန်းကြီးတွေကဘီယာထုတ်လုပ်တာကိုစီမံကြီးကြပ်ခဲ့ပြီးတော့အရေးတွင်းနဲ့အရသာကိုအထူးတိုးတက်အောင်လှုပ်ဆောင်နိုင်ခဲ့ကြပါတယ်။သူတို့က hop ကိုစတင်အသုံးပြုခဲ့ပါတယ်။ဒါကြောင့်ဘီယာတွေကအနက်မွေးလာပြီးပို့ပြီးတော့ကြာရှည်ထားခံနိုင်လာပါတယ်။ဒီအချိန်မှာမျိုးကြီးတွေကရေတွေကမတန့်ရှင်းတာကြောင့်ယောဂဘေးကင်းစင်ဖို့အတွက်ဘီယာတောက်တာအကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်လာခဲ့ပါတယ်။အလေးခေတ်မှာဖုန်းကြီးတွေကြောင့်ဘီယာတမိုင်းမှာအနက်ရသာကောင်းခြင်းတောက်ရည်ထက်လုံခြုံခြင်းနဲ့ဤပညာတိုးတက်ခြင်းဆိုတဲ့ဘီယာရဲ့အရေးပါတဲ့ခေတ်တစ်ခေတ်ကိုရောက်လာခဲ့ပါတယ်။စမှုထုံခါခေတ်ဟာဘီယာကိုယနေ့ခေတ်မှာတောင်းနေရတဲ့ပုံစံတိုင်းဖြစ်အောင်ပြောင်းလဲခဲ့တာပါ။18-19ရာစုမှာယင်းငွေအင်ဂျင်စကရိယာတွေနဲ့ရေကတစ်တာလိုဤပညာတွေကြောင့်ဘီယာထုတ်လုပ်မှုဟာပိုမြန်ဆန်များပြားလာခဲ့ပါတယ်။ဖန်ပလင်း glass bottle ထုတ်ပိုးဤပညာတွေကြောင့်တည်ယူရလွယ်တင်းစီရလွယ်ပြီးကမ္ဘာအနှံ့ကိုပြန့်နှံ့နိုင်ခဲ့ပါတယ်။အဲ့ခေတ်မှာလာဂါလို့ခေါ်တဲ့ဘီယာအမျိုးအစားလူကြိုက်အများဆုံးဖြစ်ပြီးယနေ့ခေတ်ဒီနိုင်ငံတကာမှာလူတောက်အများဆုံးအမျိုးအစားဖြစ်လာပါတယ်။ယနေ့ခေတ်မှာဘီယာရတာတွေ craft beer နည်းပညာတွေနဲ့အတူလူငယ်တွေရဲ့ lifestyle အတွက်ပါအရေးပါတဲ့အရာတစ်ခုဖြစ်နေပါပြီ။ Lager, Ale, Stout, IPA, Wheat Beer စတဲ့အမျိုးအစားများစွာရှိလာပြီးတောက်တုံးတွေအနေနဲ့အရသာအသစ်တွေအများကြီးစံတက်လာနိုင်ပါတယ်။ craft beer movement ကြောင့်တင်းငယ်တဲ့ဘီယာစက်ရုံတွေပေါ်လာပြီးသူတို့ရဲ့ထူးခြားချက်နည်းတွေနဲ့အရသာအသစ်တွေဖန်တီးရဘီယာရဲ့ယဉ်ကျေးမှုပိုပြီးစိတ်ဝင်စားစရာဖြစ်စေခဲ့ပါတယ်။ organic ပါဝင်ပစ္စည်းတွေအရက်ဓာတ်နည်းတဲ့ဘီယာအရက်ဓာတ်လုံးဝမပါတဲ့ဘီယာတွေပတ်ဝန်းကျင်နဲ့လိုက်ဖက်တဲ့နည်းပညာတွေကြောင့်တောက်တုံးလူတွေအတွက်ရည်ရွယ်စရာပုံများလာခဲ့ပါတယ်။နောက်ပိုင်းမှာဘီယာဆိုင်တွေကမြို့ပြလူနေမှုအတွက်အရေးပါတဲ့တွေးဆုံရနေရာတွေဖြစ်လာခဲ့ပါတယ်။ခေတ်သားဆိုရင်ဒီကုန်းနဲ့တောက်နေတဲ့ဘီယာပလင်းထဲမှာနှစ်ပေါင်းထောင်ချီရဲ့တမိုင်းကြောင်းတွေရှိနေတယ်ဆိုတာတင်တိလောက်ပါပြီ။နောက်တစ်ခါဘီယာပလင်းဖြစ်ဘီယာခွက်ဖြစ်မီးစမ်းတဲ့အခါရှင်းအောင်ဆူမီယန်တွေအလက်ကြီးရဲ့ဖုံးကြောင်းတွေနဲ့စက်မှုခေတ်တီထွင်မှုတွေကိုပါတတိရလိုက်ပါ။ဒီဗီဒီယိုကြိုက်တယ်နောက်တစ်ခါမြင်ရည်လေးဆိုကျွန်တော်လုပ်တင်တာလေးလုပ်တော့ပြီပေါ့။တောင်းဆိုပါတယ်။ Bye bye